ရတုံးကသွားခဲ့တဲ့ကိရပြုံးလေးခီးစင်လေးပါကိပမာတဲလေဘယ်ရီသားပြီးတော့စားကောင်းတာတွေဘာတွေစားလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ကိနဲ့အတူတူလိုက်ခဲ့ပေးပါဦးကိရအချိန်ကုန်လဲတက်တာချင်တာနဲ့ည7:00 နာရီလောက်ကိုရန်ကုန်ကနေစပြီးတော့ထွက်ဖြစ်ပါတယ်115မိုင်ရောက်တော့ရွှေခရိုင်မှာခဏဝင်နားရင်းနဲ့ထမင်းကျော်နဲ့အမဲရှာဟင်းလေးရယ်ပြီးတော့အာလူပူတီလေးရမှာစားဖြစ်ပါတယ်စားပြီးတောက်ပြီးတာနဲ့အိတ်လိုက်တာဆိုတာနေထွက်ခံနေမှာပဲကေကပြန်ပြီးတော့နိုးလာပါတယ်ခရီးတော့ရင်လေဘလို့အိတ်လို့ကောင်းမှမသိတာနော်နိုးလာတယ်ပြီးရင်လည်းခဏပဲကြက်အိတ်ပျော်သွားခြင်းရောကိလူလူရှိလားကဲအခုအိတ်ချင်မှုတူနဲ့ပဲပြုံးလွင်တောင်မော်ကိုတက်ပါတော့မယ်ကေကပုံမှန်ဆိုရင်6ငွေဆောင်တောင်တက်လမ်းလောက်တောင်နည်းနည်းမူးကျင်တယ်ပေါ့နော်ဒါပေမဲ့ပြုံးလွင်လမ်းကျဲလို့လားမသိဘူးဘရောမှမမူးတောင်တက်လမ်းနေဆိုရင်ဒီ YMAX ရဲ့ vacation တစ်ချင်းနဲ့ဘယ်လိုလဲခံမအောင်မသိဘူးအေးစမ်းလာတဲ့ပြုံးလွင်မျိုးလေးကိုတော့ရောက်လာပါပြီအခုကတော့အရင်မအေးသေးပါဘူးမျက်နှာမသေးတော့မတက်ရသေးတော့ကောင်းမလေးပါကေရိုကျဲမဲ့ပြုံးလွင်ရ Royal Green Hotel ကိုရောက်လာပါပြီပြုံးလွင်ရဟိုတယ်လေးတွေကတော့ချစ်စရာကောင်းတာလေးတွေများပါတယ်နော်အခု Hotel Tour လေးနဲ့ Room Tour လေးကိုကြည့်ပေးကြပါဦးဒီမှာက Wi-Fi လဲကောင်းနေမီးကည6မိနစ်30အထိပေးတယ်နေ့လယ်ပိုင်းအချိန်ကြီးက EPC မီးအတိုင်းပေးပါတယ်ဟိုတယ်ကမြို့လယ်ခေါင်မှာပဲဆိုတော့ဖုန်းလိုင်းလဲကောင်းကောင်းမိတယ်ပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ချစ်စရာကောင်းတဲ့ Garden View လေးလည်းရှိပါတယ်ဟိုတယ် restaurant မှာစားတတ်တဲ့သူတွေအတွက်ကတော့အခုသူတို့က kitchen ကတော့ပိတ်ထားသေးပါတယ်။ဒါပေမဲ့သူ့ပတ်ဝန်းကျင်မှာမျက်နှာချင်းဆိုင်မှာပြုံးလွင်ရဲ့ night market အသေးလေးတစ်ခုရှိရယ်။ဟိုတယ်ဘေးကက်ရက်မှာလည်းဆန္ဒမေဖတ်ထုတ်ဆိုင်ရှိပါတယ်။သူ့ရဲ့ဟိုတယ်ပုံစံလေးကခက်လဲမိရဲ့တက်တက်ရရက်လေးလည်းရှိပါတယ်။အခန်းစည်းလေးတွေကလည်းသူ့အနေနဲ့သူအစားရှိပါတယ်။ page မှာစုံစမ်းကြည့်လိုက်ပါနော်။ကီကတော့ဇူဇူကိုကြောက်လို့ထည့်မပြောတော့ပါဘူး။ဒါကတော့ကိရဲ့အခန်းလေးပါအခန်းကအရန်မကျယ်ပေမဲ့လည်းလိုအပ်တဲ့ facility တွေအကုန်ပါတယ်ပြီးတော့ချစ်စရာလေးနော်ဒါကိအခန်းကနေပြီးတော့မြင်ရတဲ့အောက်က garden view လေးပါဒါဆိုပေါ်တက်ပြီးတော့ rooftop က swimming pool လေးကိုတွားကြည့်ကြမယ် rooftop လေးရလေးတော်တော်လေးကိုလှတယ်ဒီဘက်မှာဒီထိုင်ကုန်လေးတွေချပေးထားတဲ့ဘက်မှာလည်းလှတယ်ဟိုဘက် swimming pool ဘက်မှာလည်းအရန်လှတယ်ဓာတ်ပုံလှလှလေးတွေရိုက်ချင်တဲ့သူတွေအတွက်ဆိုရင်အရန်ကိုပဲအဆင်ပြေလို့ဓာတ်ပုံကောင်းကောင်းရိုက်တတ်တဲ့သူတယောက်သာခေါ်လာလိုက်ပါအခု vlog လေးရလဲရှင်းနေပြီဆိုတော့ပြုံးလင် vlog 2မှာကေဘယ်ရီသွားမလဲဘာရီစားမလဲဆိုတာကိုပြပြပေးသွားပါမယ်ပြုံးလင် vlog 2မှာပြန်ဆုံမယ်အားလုံးပဲ bye bye like and follow လေးလုပ်ခဲ့ကြဖို့မေ့နေဦးနော်